သူများတဲ့ချင်းကိုဆိုပြီးတော့လေးစားမှုမရှိတဲ့စမ်းရည်မှုကိုတက်ပြောလာတဲ့အဆိုတော်ရဲရင်အောင်မင်္ဂလာပါပရိသတ်ကြီးရေသူများတဲ့ချင်းဆိုပြီးတော့သူများကိုစော်ကားတဲ့စမ်းရည်မှုဆက်ကိုတက်ပြောလာတဲ့သူကအဆိုတော်ရဲရင်အောင်ပါရှင်စမ်းရည်မှုဆက်အဖွဲ့ဆိုရင်ပြီးခဲ့တဲ့ရက်သက်တစ်ပတ်အနေငယ်ကမှအဆိုတော်မင်းစီသူရဲ့တဲ့ချင်းကိုခွင့်ပြုချက်မရပဲတီဆူဖြိုပြခဲ့လို့ပြဿနာတက်ကဖြေရှင်းခဲ့ရတဲ့တတကရှိထားပြီးသားပါပဲဒါမဲ့ဒီလိုအမားမျိုးကနေသင်ခန်းစာမယူနိုင်ခဲ့ပဲအခုတစ်ခါမှလည်းအဆိုတော်ရဲရင်အောင်ရဲ့နမီကြီးတေးသချင်းတစ်ပုတ်ဖြစ်တဲ့မေအမေတော်ဆူတော့မှာပဲဆိုတဲ့သချင်းကိုသူတို့ဇက်အဖွဲ့ကလူရှင်တော်တွေက TV ကနေတိုက်ရိုက်လိုက်ထုတ်လွှင့်ခဲ့တဲ့စီဝါပြေဖျော်ဖြေပွဲကြီးမှာတော့ခွင့်ပြုချက်တစုံတရာမတောင်းခံပဲထပ်မံတီးဆိုခဲ့ကြပြန်ပါတယ်ရှင်ဒီကိစ္စမှာတော့မူရင်းဖန်တီးရှင်ဖြစ်တဲ့ရဲရင်အောင်ကိုအစိုးရဆုံးဒေါသထွက်စီခဲ့တာကတော့သချင်းကိုခွင့်ပြုချက်မဲ့ယူသုံးတဲ့ကိစ္စတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူးအဲ့ဒီလုံရအပေါ်မှာတော့ကာကွယ်ပြောဆိုပေးနေကြတဲ့စက်ရင်မိုးဆက်အဖွဲ့ရဲ့ပြည်သက်တချို့ရဲ့အသိဉာဏ်ခေါင်းပါလာတဲ့မှတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။ကိုအားပေးတဲ့အဖွဲ့ကမာယွန်းစွာလှုပ်ဆောင်မိရင်ဝိုင်းဝန်းတောင်းပန်ရမယ့်အစားငါတို့ဇက်ဖွဲ့ကလူရှင်တော်တွေစူပေးလိုက်လို့မင်းတချင်းပို့ပြီးနာမည်ကြီးသွားတာကျေးဇူးတင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အလွန်ရိုင်းဆိုင်ပြီးတော့စီလို့ဝါလို့ဝင်ရောက်ရေးသားခဲ့ကြပါတယ်။တကယ်တမ်းတချင်းတဲ့ပုံပေါ်ပေါက်လာဖို့ဆိုတာကအဆိုတော်တယောက်တည်းစီလိုထဲဝင်ပြီးတော့ကောက်ဆိုလက်ယုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူး။တန်စင်တဲ့ဇာတာဖန်တီးရတဲ့ဒီရီအတန်ဖန်အင်ဂျင်နီယာဒေဂီတာဖန်တီးသူစတဲ့ကျွမ်းကျင်ပညာရှင်လူပေါင်းများစွာကနေမအားညမနာအချိန်တွေပေးစာရတယ်လို့ငွေကြေးသိမ်းပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးမှထွက်ပေါ်လာရတဲ့အမှုပညာချွေးနှဲစာစစ်ပါပဲ။ဒါကိုအလွယ်တကူယူဆိုပြီးတော့ငါတို့ဆိုပြီးလို့နာမည်ကြီးရလို့ပြောဆိုလာခြင်းကတော့မူရင်းဖန်တီးရှင်တွေရဲ့နေပေါင်းများစွာစူးစမ်းအားထုတ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြောင်ပြောင်တင်တင်စော်ကားလိုက်တာပဲဖြစ်ပါတယ်။ဒီလိုစီကံမဲ့မှုတွေနဲ့ညာနာမိုဘိုင်းခွင့်ချိုးဖောက်မှုတွေအပေါ်ရင်းရင်အောင်ကတော့ရင်ကိုနှုတ်ပိတ်မနေတော့ပဲလူမှုကွန်ရက်ကနေပြက်ပြက်တသားတုတ်ပြန်ရှင်းလင်းလာခဲ့ပါတယ်ရှင်။ဒီလိုအဖွဲ့အစည်းဒါမှမဟုတ်အစုအဖွဲ့တစ်ခုရဲ့ logo တက်ပြီးတော့လိုင်းမှာစုဖို့ဘသူ့ကိုအကြောင်းကြားပြီးတော့ဘသူ့စီကခွင့်ပြုချက်ယူထားတယ်လဲဆိုတာသိချင်ပါတယ်လို့သူကတိုက်ရိုက်မေးခွန်းထုတ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပင်ပြည်သက်တွေအနေနဲ့မူပိုင်းခွင့်နဲ့ပတ်သက်ပြီးတော့တေချာနားလေသဘောပေါက်စီဖို့ဂီတလောကရဲ့စီမင်းစည်းကမ်းတချို့ကိုလည်းရှင်းပြခဲ့ပါတယ်။သူ့တခြင်းကိုသူကိုယ်တိုင်ရိုက်ကူးရေးပါတဲ့ပွဲဒါမှမဟုတ်လိုက်ထလွမှုပါတဲ့စီဝါဖြစ်ပွဲတွေမှာတီးဆိုမဲ့ဆိုရင်တောင်မှအဆိုပါတခြင်းကိုဖန်တီးပေးခဲ့တဲ့ music producer တွေကိုမဖြစ်မနေအကြောင်းကြားရပြီးသူတို့ရတဲ့ရထိုက်တဲ့ရာဂိုင်နှုန်းကိုတေချာပေးချရရလို့ဆိုပါတယ်။ဒါဟာနိုင်ငံတကာဂီတလောကမှာလည်းကျင့်သုံးနေတဲ့အခြေခံစည်းမျဉ်းတစ်ခုပဲဖြစ်ပါတယ်။ရဲရင်အောင်အနေနဲ့အမှုပညာရှင်အချင်းချင်းနားလည်မှုရှိပါတယ်။သူတခြင်းတွေကိုစီဝါဖြစ်မဟုတ်တဲ့ရက်ကူရေးမပါတဲ့နေကအသေးစားဖျော်ဖြေပွဲလေးတွေမှာတီးဆိုဖို့လာရောက်ခွင့်တောင်းမယ်ဆိုရင်ကြီးကြီးပြူပြူတီးဆိုခွင့်ပြုလေးရှိပါတယ်။ဒါပေမဲ့အခုလိုမျိုးစီဝါဖြစ်လိုင်းလွှင့်တဲ့ပွဲကြီးတွေမှာတော့အလွယ်တကူခိုးသုံးတာမျိုးကိုတော့အခုရောနောက်မှလုံးဝနားလည်ပေးလို့မရနိုင်ကြောင်းနဲ့မိမိရဲ့တခြင်းတွေကိုယူသုံးခွင့်မပြုကြောင်းကိုပြတ်သားစွာတားမြစ်သွားခဲ့ပါတယ်။တုံတရရင်တော့အမှုပညာရှင်တွေရဲ့ညာနာပိုင်ဆိုင်မှုကိုတန်ဖိုးထားလေးစားတတ်တဲ့ယဉ်ကျေးမှုတရားမြန်မာနိုင်ငံမှာအမြင့်တွယ်လာဖို့အလွန်ကိုလိုအပ်နေပြီပဲဖြစ်ပါတယ်ရှင်။ပရိသတ်တို့ရောစဲရင်မိုးနဲ့ရရင်အောင်ကိုဘယ်လိုရှုမြင်ကြပါသလဲရှင်။